အိမ်ရဲ့ဘယ်နေရာမှာပဲနေနေစိတ်အေးချမ်းမှုနဲ့မော်ဒန်ဖြစ်တဲ့ခံစားချက်ကိုအပြည့်အဝပေးစွမ်းနိုင်တဲ့အိမ်လေးတစ်လုံးကြောင်းပြောပြပေးမယ်မင်္ဂလာပါဇော်ကြီး Design and Construction ကနေပြီးတော့ One Stop Service နဲ့တာဝန်ယူဆောက်လုပ်ပေးထားတဲ့ Manly နန်းရှိ16လမ်း 59A နီးမှာရှိတဲ့အိမ်လေးကိုလိုက်ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဝင်ချင်းမှာပဲဆက်စအောင်ဆုံးတွေ့ရတာတော့ living room ပါ living room ကိုခန်းနာတဲ့ vibe လေးအပြည့်အဝရအောင်လို့ double ceiling လေးနဲ့လုပ်ထားပေးတယ်ဒီ living room မှာနားနေမယ်ဆိုလို့ရှိရင်လည်းစိတ်အေးချမ်းမှုရအောင်လို့လှေကားရဲ့အောက်မှာအပင်လေးထည့်ထားပေးတယ်နောက်တစ်ခုကဒီနေရာလေးပါဒါကအိမ်ရှင်ရဲ့စိတ်ကူအတိုင်းပဲဖန်တီးပုံဖော်ပေးထားတာပါဒီနေရာမှာပလင်းလေးတွေရဲ့အလှကိုပေါ်ဖို့အတွက်မီးချောင်းလေးတွေကိုလည်းသေချာလေးထည့်ထားပေးပါတယ်နောက်ဆုံးတစ်ခုက TV backdrop ပါ TV backdrop ကိုလည်း double ceiling နဲ့လိုက်ဖက်မှုရှိအောင်လို့ marble ကြောလေးတွေကိုအမိုက်စားတွဲပြီးပေါင်းစပ်ပေးထားတာဆိုတော့လုံးဝ luxury vibe ကိုခံစားရစေပါတယ်ခင်ဗျာliving room ကနေဆက်ပြီးတော့သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ kitchen ကိုရောက်ပါတယ် kitchen ကလည်းဟင်းချက်ဝါနာမပါတဲ့လူတော်မှာဟင်းချက်ပြီးကျွေးကျင်လောက်အောင်ကိုလှပတည်တက်တဲ့ design လေးနဲ့ဖန်တီးပေးထားတယ်ထူးခြားတာကတော့ Iceland မှာ Iceland ကမိဖို့ကြောင့်ဝင်နေရတဲ့အမျိုးသမီးတွေတိုင်းအတွက်လိုချင်တဲ့ dream လေးတစ်ခုပါပဲကျွန်တော်တို့ဒီမှာဆေးကြောမယ်ဒီမှာချက်ပြုတ်မယ်ပြီးသွားတဲ့ဟာကိုထည့်ပြီးစားဖို့အတွက်ဒီမှာပကံစင်လေးလည်းရှိပါတယ်တကယ်လို့ကျွန်တော်တို့ထမင်းစားမယ်ဆိုရင်လည်းထမင်းစပွဲလေးရလည်းအဝေးကြီးသွားကြမလို့ပဲနဲ့နီနီနာနာမှရှိပြီးတော့တဘာဝတရားကိုလည်းတူတူခံစားလို့ရပါတယ်ခင်ဗျာအခြားနေရာတစ်ခုကိုသွားကြမလို့ပဲနဲ့ကိုယ့်အိမ်နောက်ကိုထွက်လိုက်ရုံနဲ့ landscaping ခံစားလို့ရပြီလေကောင်းလေတန်းရှူလို့ရမယ်စာအုပ်ဖတ်မလားအလုပ်လုပ်မလားကြိုက်တာလုပ်လို့ရတယ်ဘေးအပြင်အနောက်ရှက်တွေမပါဘဲနဲ့ private life လေးကိုခံစားလို့ရဖို့အတွက်ဒီအနောက်ကဘိုက်ရက်လေးကိုဒီလိုလေးဒီဇိုင်းလေးဆွဲထားပေးပါတယ် Okay နေရာကိုစုံနေအောင်တော့ပြပြီးသွားပြီဒီတစ်ခုကတော့စတိုခန်းဆိုတော့ကျွန်တော်ဖွင့်မပြတော့ဘူးနောက်ပြီးတော့ခဏလေးကျွန်တော်ဆက်မပြခင်ကျွန်တော် toilet လေးဝင်ကြည့်လို့ကျွန်တော်မဝင်ခင်အရင်ဝင်ကြည့်ပါဒီစင်လေးဆိုလို့ရှိရင်လည်းလှလှပပတက်တက်ရက်လေးကိုဒီဇိုင်းဆွဲထားပေးရယ်ဘယ်လောက်ထိလာလဲဆိုရင်တော့ဒီလိုနေတိုင်း selfie ဆွဲလို့ရတဲ့အထိအပေါ်တက်ကိုတက်ဖို့အတွက်ကိုလည်းလှေကားကိုဒီလိုအလှလေးဖန်တီးပေးထားတယ် natural light ကိုဒီနေရာကိုရဖို့အတွက်ကိုလည်းမှန်အပြည့်ထားပြီးတော့ဒီဇိုင်းလုပ်ထားပေးပါတယ်ဒီထက်မှာကျတော့ master bedroom တစ်ခန်းရှိမယ်ကျွန်တော်လိုက်ပြပေးမယ်ဒီခန်းလေးကတော့အဖြူအောင်သင်းသေးပဲဒီခန်းထဲကိုဝင်လိုက်တာနဲ့ modern minimalist ခံစားချက်ကိုအပြည့်အဝခံစားရသေးပါတယ်ဒါလေးကတော့အိတ်ခန်းပါဒီမှာက master နှစ်ခန်းစင်ငယ်တစ်ခန်းရှိရယ်ကျွန်တော်အခန်းလေးတော့လိုက်မပြတော့ဘူးနောက်တစ်လောကိုဆက်တက်ကြမယ်အခုရောက်နေတာကတော့အပေါ်ဆုံးထပ်ပါဒီဘက်မှာဖျားခန်းရှိရယ်ဒီဘက်ကတော့ဝရဏပေါ့ဝူးဒီနေရာလေးကတော့အိမ်ရှင်စိတ်ကူပုံဖော်ထားတဲ့တဲမှာကျွန်တော်အကြိုက်ဆုံးနေရာလေးပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့အမိုးကမရှိတော့ကျွန်တော်ပို့ပြီးလွတ်လပ်လို့ခံစားလို့ရတယ်ဒီအပိုင်းလေးဆိုရင်လည်းမနက်ပိုင်းယောဂတွေပါဆော့တက်တဲ့လူတွေအတွက်ဆိုရင်လုံးဝအဆင်ပြေတငယ်ချင်းတွေနဲ့ညဘက်တောင်းရင်စားရင်မျိုးပြရဲ့အလှကိုကြည့်ရင်လည်းချဲမယ်ဆိုရင်လည်းအရန်ကိုကောင်းတဲ့နေရာလေးပါအခုလိုလှပပြီးတော့ modern ဆန်တဲ့အိမ်လေးကိုဇော်ဂျီကဒီဇိုင်းဆွဲတာနဲ့စပြီးတော့တာဝန်ယူဆောက်လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်ခံမှန်းကုန်ကြစရိတ်ကတော့39,000ဝန်းကျင်ရှိပါတယ်ခင်ဗျာအခုလိုလှပပြီး modern ဆန်တဲ့အိမ်လေးကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ဇော်ဂျီကိုပဲယုံကြည်စိတ်ချစွာနဲ့အနံ့လိုက်ပါခင်ဗျာ